မဲမင်္ဂလာပါခင်ဗျဒီနေ့ညတင်ပြီးသွားမှာကတော့တရုတ်စကားလိလာကြမယ်ပြီးမှကြိုဆိုပါတယ်ခင်ဗျဒီညတင်ပြီးသွားမှာကတော့ပြောလို့ဆိုလို့လွယ်တဲ့စကားလုံးလေးတွေကိုတင်ပြီးသွားမှာခင်ဗျမေးယု MEEIYOU မေးယုမေးယုဆိုမှလို့မရှိဘူးပေါ့နော်မရှိဘူးလို့ပြောတာပါခင်ဗျမေးယုမေးယုမရှိဘူးနော် MEEIYOU မေးယုမေးယုမရှိဘူးနော်ဒါလေးကမှတ်ထားဖို့လိုပါတယ်ခင်ဗျမေးယုမေးယုမရှိဘူးနောက်တစ်ခု YOU 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 ရှိတယ်ဗောနော်ဒါကိုရှိတယ်ခုနပြောခဲ့တာမေးယုညာက U ပြောတာနော်ဒီဥစ္စာကျတော့တွေ့ DUI တွေ့မှန်တယ်ပြောတာဗောနော်မှန်တယ်ကိုပြောတာပါခင်ဗျ DUI တွေ့မှန်တယ်နော်တွေ့နောက်တစ်ခုက什么 SHEM 什 ME မော့什么什么ဆိုပါလဲဗောနော်ပါလဲ什么什么ပါလဲ SHEM ME 什么ပါလဲဗောနော်ဒါကြတော့ကြော့ကုန်းကြော့ကုန်း ZUO ကြော့ GOM ကုန်းကြော့ကုန်းကြော့ကုန်းဆိုတာတော့အလုံးလောက်တာဗောနော်ဒါအလုံးလောက်တာကိုကြော့ကုန်းလို့ခေါ်တယ်ကြော့ကုန်းကြော့ကုန်းဆိုအလုံးလောက်တာဗောနော်အလုံးလောက်တာကိုကြော့ကုန်းလို့ခေါ်ပါတယ်နောက်တစ်ခုကတော့ကြိုက် ZAI ကြိုက် ZAI ကြိုက်ကြိုက်ဆိုတာအခုပေါ့နော်အခုပြောတာပါမြတ်အခုဆိုရင်ကြိုက်ကြိုက်ဆိုရင်အခုပေါ့နော် ZAI ကြိုက်နောက်တစ်ခုကတော့ကြောက် ZHAO ကြောက် ZHAO ကြောက်ကြောက်ဆိုတာတော့ရှာတာကိုပြောတာပေါ့နော်ပစ္စည်းတစ်ခုရှာတာလို့ဘာလို့ဆိုရင်ကြောက်ကိုသုံးတာပေါ့နော် ZHAO ကြောက်ဆိုရှာတာကိုပြောတာပေါ့နော်အဲဒါတော့ကြည်တောက်ကြည်တောက်ဆိုတာတော့တိတယ်ပေါ့နော်ကြည်တောက်ဆိုတာတိတယ်ပေါ့ ZHI G DAO တောက်ကြည်တောက်ကြည်တောက်ဆိုတာတိတယ်ပေါ့နော်ကြည်တောက်ဆိုတာတိတယ်ကိုပြောတာပေါ့နော်ကြည်တောက် ZHI DAO ကြည်တောက်ဆိုတာတိတယ်ပေါ့နော်ဘာမှလို့ဆိုရင်တိတယ်တိတယ်ပေါ့နော်我知道ဒါမျိုးလို့ပေါ့နော်တိတယ်ကိုပြောတာပါနောက်တစ်ခုကတော့ပူ BU ပူပူဆိုတဲ့အဓိပ္ပာယ်ကတော့ဘူးပေါ့နော်ဘူးဆိုတဲ့အဓိပ္ပာယ်ကိုပြောတာပါခင်ဗျဘူးဆိုတဲ့အဓိပ္ပာယ်ကိုပုလို့ပြောပါတယ်နော်ဥပမာခုနပြောခဲ့တဲ့ကြည်တောက်ဆိုတဲ့ရှေ့မှာဒီပုထည့်လိုက်မယ်ဆိုရင်ပူကြည်တောက်ဆိုပြီးဖြစ်သွားပါတယ်ခင်ဗျနော်အဲ့ဒါလေးကိုအရင်လေ့လာထားကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျပြီးရင်အခုတင်ပြရတဲ့ဟာလေးကိုလည်းလေ့လာကြည့်လိုက်ပါဦးနော်ကျွန်တော်နောက်ထပ်စကားလုံးလေးရှာပြီးတော့လဲလွယ်ကူတာလေးတွေအရင်တင်ပေးသွားပါဦးခင်ဗျပြီးတော့ကျွန်တော်ပေလေးကိုလည်း like and follow လေးလုပ်ထားပြီးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျသိချင်တာလေးတွေရှိလို့ရှိရင်လည်း comment မှာရေးသွားပြီးဖို့လည်းတောင်းဆိုချင်ပါတယ်ဘာပဲဟိုပြောလို့ဆိုလို့လွယ်တဲ့စကားလုံးလေးတွေကိုကျွန်တော်အရင်ဆုံးတင်ပေးသွားပါဦးခင်ဗျအားလုံးကျွန်တော်တည်ထားလေးပေါ့နော်တည်ထားလေးကိုပြန်ပြီးတော့ဒါပြန်ပြီးတော့ပြောပြပြီးတဲ့သဘောခင်ဗျဆရာကြီးတော့မဟုတ်ပါဘူးအားလုံးကိုတက်ထားလေးပြန်ပြီးတော့ပြောပြတဲ့သဘောပါလူတက်ထားတဲ့ခါကျတော့အလုပ်ရှာရတာပဲဖြစ်ဖြစ်လွယ်ကူပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်နော်